ရက်မှာတော့တရွာတဲ့သားဖြစ်တဲ့အိမ်နီးနားချင်းဖွားကြီးကဝက်စာဖိုး80လောက်တက်တာကျင်တာနဲ့သူ့ရဲ့ဝက်ကောင်300ကိုတမင်လွတ်ပြီးကျွန်တော်ရဲ့မုံလာထုတ်ခင်းတွေတဲကိုဝင်မွေခိုင်းပါလေရောမုံလာထုတ်ဆိုင်ခင်းတွေပျက်စီးကုန်လို့ကျွန်တော်ကသွားပြောတော့အဖွားကြီးကနေနေမှနောင်တမရတဲ့အပြင်ငါးဝက်တွေကိုရိုက်ရင်နင်လျော်နိုင်လို့လားဆိုပြီးပြန်အော်တာပြဝက်ဆိုတာလူမှမဟုတ်တာသူတို့ဘာသာသွားစားတာငါကဘလို့တားရမလဲလို့တောင်အရှက်မရှိပြောသေးတယ်ကျွန်တော်လဲဒေါသထွက်သွားပြီးဖွားလွန်လာပြီလို့ပြောတာနဲ့တင်ဖွားကြီးရဲ့သားအကြီးဆုံးရောက်လာပြီးကျွန်တော်ကိုမြေကြီးပေါ်ဆွဲလဲရွှွန့်တွေနဲ့နင်းချပြီးတော့တက္ကသိုလ်ကျောင်းသားဆိုပြီးပါဖြစ်လဲရွာပြန်လာပြီးစိုက်ပျိုးရေးလုပ်တာငါအိမ်ကဝက်တကောင်လောက်တောင်တန်ဖို့မရှိဘူးဆိုပြီးနှိမ်ချနိုင်ကျင်ပါတော့တယ်ရွာသားတွေကလည်းဝိုင်းရကြတာပေါ့ကျွန်တော်လဲဘာမှပြန်မလုပ်နိုင်ပဲရွာလူကြီးစီသွားတိုင်းမယ်လို့ပြောတော့ဖွားကြီးကသွားတိုင်းလေရွာလူကြီးကဘယ်သူဘက်ကလဲဆိုတာကြည့်တာပေါ့ဆိုပြီးစိန်ခေါ်လိုက်သေးတယ်အကယ်လဲရွာလူကြီးစီရောက်ရောရွာလူကြီးကပါပြောလဲသီလားမုံလာထုတ်ကတပိတ်တာမှဘလောက်ရတာမို့လို့လဲအဖွားကြီးရဲ့ဝက်မွေးမြူရေးကရွာရဲ့အခွန်အများဆုံးဆောင်တဲ့လုပ်ငန်းပြဿနာအကြီးကျယ်မလုပ်ပါနဲ့တဲ့ပြီးတော့ကျွန်တော်ကိုပဲအဖွားကြီးကိုပြန်နှောင်းပန်လိုက်ပါနင့်မုံလာထုတ်တွေမှာပိုးသက်ဆေးတွေပါနေလို့သူ့ဝက်တွေတခုခုဖြစ်ရင်နင်လျော်နိုင်မှာလားဆိုပြီးကြောင်းပြန်တရားစီရင်ပါလေရောကျွန်တော်ဗာတက်နိုင်မှာလဲနောက်ဆုံးတော့ဒူးထောက်ပြီးတောင်းပန်ပါတယ်လို့ပြောလိုက်ရတယ်အဖွားကြီးတို့သားမိကတော့အောင်နိုင်သူလိုဝမ်းသာအားရရဲ့မောကြတာပေါ့ဒါပေမဲ့အဖွားကြီးမသိတာတခုကကျွန်တော်ကမျိုးကဟော်တဲ့ကြီးတခုနဲ့ organic မုံလာထုတ်တွေတီးတန့်ပေးသွင်းဖို့အတွက်စာချုပ်ချုပ်ထားတာဗျစာချုပ်ထဲမှာတကယ်လို့တစ်ဖက်ဖက်ကပြက်ကွက်သွားရင်ဖြစ်လာတဲ့ဆုံးရှုံးမှုကိုဖျက်ဆီးရဲ့တတိယလူက30ပြန်ရော်ရမယ်လို့ပါပြီးသားလျော်ကြေးကရွမ်3000ဒီပမာဏကအဲ့ဒီခေတ်ကမျိုးပေါ်မှာအင်တလုံးဝယ်လို့ရတဲ့အထိအများကြီးတန်တာပါကျွန်တော်လည်းအခန်းထဲပြန်ရောက်တော့အဖွားကြီးဝက်တွေလွတ်ပြီးတမင်ဖျက်ဆီးခိုင်းတဲ့အတန်ရဲ့ရွာလူကြီးလက်စားထားတဲ့အတန်တွေကိုအဆအဆုံးသက်တွေဖြစ်အတန်ဖန်းဆက်နဲ့ဖမ်းထားတာကိုပြန်နားထောင်ပြီးတစ်ချက်ပြုံးလိုက်တယ်နောက်ရက်မှာတော့အဖွားကြီးကကျွန်တော်စီထက်လာပြီးနင့်မြေကနေရာကောင်းတယ်ငါဝက်တွေအတွက်လွတ်ကြောင်းတဲ့နေရာလုံးမယ်နင်ကငါ့ကိုတလား30ပေးရမယ်မပေးရင်နင်းစိုက်ခင်းနဲ့ဝက်တွေချီလာပါခိုင်းပါလို့ထပ်ပြီးပို့ကြပြန်တယ်အဖွားကြီးနဲ့သူ့သားကတော့ကျွန်တော်ကိုနိုင်ကျင်လို့ရနေတုံးထင်နေတာဒါပေမဲ့သူတို့မသိသေးတာကတော့ကျွန်တော်ထောင်ထားတဲ့ဥပဒေကြော်ကွင်းတွေကိုသူတို့သားမိရောရွာလူကြီးပါအဆအဆုံးကြုံဝင်သွားပြီဆိုတာပါပဲအဲ့ဒါကြောင့်ကျွန်တော်ကသူတို့ကိုဥပဒေနဲ့ဘလို့တန်တက်လေးလက်စားချေပြမလဲဆိုတာနောက်ပိုင်းမှာစက်ကြည့်လိုက်ကြရအောင်ဗျာ